ရောင်းမှာမဟုတ်တော့ဒါလေးသဘောကျရောဒါလေးကလစ်နေနေစီဒီလိုဒါလည်းသူကဟိုရှိတာနော်ဟောရှိရတယ်သူကတောင်းပါဘူးဟုတ်ပြန်အစိုးရ မဟုတ်ကိုတို့ cost ကြောင့်တောင်းတာမဟုတ်ဒါ policy ကြောင့် ဆိုရချခိုင်းလို့တော့ဒီကောင်တွေကဈေးကိုဒီလောက်ထိချတာပြီးကွာ ဟို3650ဟိုအကြောင်းရင်းညွှန်းစေးကြောင့် ရင်ရုံးသေးနဲ့တော့ဒီလောက်ထိရောင်းနေရပြီဒီကောင်တွေဒီဟာဘုံကအထက်ပြီးပေးရတော့ အခုလေ ဘာကြီးဆိုကြီးပဲနော်လုံးကြီး တောင်းပါလေကိုလည်း cost ရှိတယ်လေဘယ်လိုပဲပြောငါမှမဖြစ်တာ cost ဖြစ်မှာအားတော့ပြန်ပါဝေး ဒီကတော့ကမှ CP ကနေလည်းဝယ်ဘူးသေးတယ်လေအဲ့ဒါထည့်လိုက်လို့ရှိရင် CP ကဆိုဈေးပြောင်းသွား စိတ်ကောင်းလေးရတယ်နော် အဲ့ဆောက်တော့နိုင်ကျောင်းတော်ယူနေလို့ ကျေးရွယ်ရှင်ညွှန်းစေးရှိတယ်အဲ့အကြောင်းမလို့သူတို့ကလည်းမယောင်းနိုင်ဘူးမယောင်းနိုင်တဲ့အခါကျတော့ဒီလိုမျိုးလေးပေါ့ဒီရောရလက်ခလေးပေါင်းရတာပေါ့ကျုံမှာရောရလက်ခပေါင်းလို့ရတယ်လေအဲ့လိုမျိုး အဲ့လိုပေါင်းလိုက်တယ်ပြောရလက်က ကျမမွေးလိုက်တာနည်းနည်းကြော့သွားကျမ အဲ့ဒါသူတို့လည်းမလွယ်ဘူးသူတို့လည်းအဲ့သူတို့လည်းအဲ့ချက်ချက်မှရွေးရတာကွာအလုံးအသေးဆုံးတွေကိုသူကရွေးရတယ်လို့မျိုးအလုံးတစ်ခုတော့ပို့သွားတယ် အဲ့နည်းနည်းကြီးတာတွေကဘယ်ကိုပို့လဲဆိုတော့ဈေးကွက်ထဲမှာ900ရောင်းတယ်ကွာမမိုးလို့900နဲ့ဝယ်ရတယ်လမ်းထဲမှာဝယ်900လေ ဟိုချက်မနှမ်းမတွေသူတို့တချံသီးကြံထားတယ်လို့ မနကတော့ပိုအားရှိတယ်ကြက်ပြုတ်ဥတာ ပါကေဦးလေ ဖေပေါက်ကျင်းသေးလို့ မင်းငွေမရှာတတ်တာမို့ငွေရှာဖို့ idea မင်းမှမရှိငါမှတော့ရှိသွားပြီခုဆိုတော့ city market ကနေငါတင်ယူတယ် တို့ဆရာမင်းတိုင်းကျတော့မင်းတို့ဟိုစာပြောပြောပြောနားတာပေါ့ဒါကမှမဟုတ်ဘူးဒါကြီးတော့ ဒီ2မိနစ်ဆိုရပြီလားအဲ့ကောင်အဲ့လောက်ပါပဲမရှိပါဘူးเนาะ3မိနစ်လည်းမပြည့်ပါဘူးလင်းတိုင်းညွန့်နဲ့မင်းတွဲလို့ရပြီကောင်းတယ်တော်တော်ကောင်းအဲ့တော့ဘူးကွန်လေးတွေရှိရင်မလွတ်ပြစ်ပါနဲ့လို့ပြောချင်ပါတယ် တိတ်တော့ တိတ်တာပါလေအဝေးကိုတည်လို့ရတယ်နော် ဒီကောင်တို့ရတာလည်းဈေးဖို့ရတယ်ကောင်တို့ ပြအောင်မလား ပြအောင်ပြောအောင်လို့ဒစိမ့်မပေါ့ပြအောင်ပြော ဈေးကြီးတယ် အဲ့ဒီထုံးလိုက်တော့အလုံးလေးတွေမစိုးပါဘူးနော်အဲ့တော့ပထမကျွတ်ကျွတ်တွေကမယူချင်မလဲသွားတာလေသေးတယ်ထင်လို့ တချို့အားလေးပဲရမ်းသေးတာပါကောင်လေးတွေသေးပါ တစ်လုံးပေါ့တော့ကျွတ်ပထမပိုင်းယူရတဲ့သေးတယ်ကြီးကြီးနိုင်သွားတာရှိသေးတယ်ကဲ3မိနစ်တော့ရိုက်ပေးထားလိုက်ပြီနော်